6မူတန်ကြောင်းတစ်တန်မှာဆိုရင်တွက်ချက်မှုအရ52သို့မဟုတ်53ကြောင်းရှိပါတယ်ဒါကတော့တန်ကြောင်းတွေရဲ့ဒိုင်ယာမီတာတွေပေါ်မူတည်ပြီးတော့တစ်တန်မှာတန်ကြောင်းအရေအတွက်ဘယ်လောက်ရှိလဲဆိုတာ theoretical weight ပေါ်ကိုမူတည်ပြီးတော့တွက်ချက်သွားမှာပဲဖြစ်ပါတယ် theoretical weight တွေအတွက် China standard ဖြစ်တဲ့ GPT 1499.2 ကိုအသုံးပြုသွားမှာဖြစ်ပါတယ်diameter 10 mm 3မူတန်ကြောင်းအတွက်ဆိုရင် theoretical weight က1မီတာမှာဆိုရင် 0.617 kg ရှိပါတယ် original တန်ကြောင်းအများစုရဲ့လျားတွေကတွဲမီတာပေ40ဖြစ်သောကြောင့်မြှောက်လိုက်တဲ့အခါ 7.404 kg ရပါတယ်အဲ့တော့ 7.404 kg မှာတစ်ချောင်း 1000 kg တတန်အတွက်3ချက်တွက်နည်းနဲ့ရှာလိုက်တဲ့အခါ135ချောင်းရရှိတာပဲဖြစ်ပါတယ်ဒါကြောင့် diameter 10 mm 3မူတန်ကြောင်းတတန်မှာဆိုရင်တန်ကြောင်းအရေအတွက်135ချောင်းရှိတာပဲဖြစ်ပါတယ်ကြန့်ရှိတဲ့တန်ကြောင်းတွေကိုလည်း၎င်းရဲ့ diameter နဲ့ weight တွေပေါ်မူတည်ပြီးတော့၎င်းရဲ့အတိုင်းအစစ်စစ်တွက်ချက်အသုံးပြုလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေ